Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ဒီဟာလေးကိုကျွန်တော် unboxing လုပ်ပေးတော့မှာဖြစ်ပါတယ်ဒါလေးကဘာလဲဆိုတော့ဒီကောင်လေးက tripod ပဲဖြစ်ပါတယ် tripod အတူလေးပေါ့နော်ဒီကောင်ကလုံးဝအတူကြီးတော့မဟုတ်ဘူးဒီကောင်ကတော့ဒီနည်းနည်းရှည်ရပေါ့နော်လိုချင်တာတော့ဒီလိုမျိုးအသေးလေးလိုချင်တယ်ဒါပေမဲ့မရှိဘူးပေါ့နော်အဲကြောင့်မလို့ကျွန်တော်ဒီကောင်လေးကိုမားရတာပဲဖြစ်ပါတယ်ကျွန်တော်မာခဲ့တာကကျွန်တော်ရန်ကုန်ကနေမာခဲ့တာပေါ့နော်ကျွန်တော်3ရက်လောက်စောင့်လိုက်ရပါတယ်ဟုတ်ကဲ့ကျွန်တော်ဒါလေးကိုကျွန်တော်ဖောက်ပြမှာဖြစ်ပါတယ်အဆုံးထိလိုက်ကြည့်ပေးပါလို့ကျွန်တော်ပြောချင်ပါတယ်ဒီပါနော်အားလုံးဆိုင်ပေါင်းချပါနော်ဒါကဘယ်လောက်ကြာလဲဆိုတော့တသိန်းနဲ့1000ကျပါတယ်ကျွန်တော်စီအရောက်ပေါ့နော်ကျွန်တော်စီအရောက်ကိုတသိန်းနဲ့1000ကျပါတယ်ကဲဒါလေးပေါ့နော်ဒီကောင်ကဒီ KNF plan ပေါ့နော် MS11 ပဲဖြစ်ပါတယ်တကယ်လို့မှာချင်တယ်ဆိုရင်ဒီ KMS plan ပေါ့နော် KMS plan ကိုမှသူကသူရဲ့ကုတ်က MS11 ပဲဖြစ်ပါတယ်ဟုတ်နော်ပစ္စည်းလေးကတော့နည်းနည်းပါတယ်ပါမလဲပေါ့နော်ဒီကောင်လေးကဒီ GoPro mount လေးပေါ့နော်ဒီကောင်လေးကဟိုဗာလဲ Action 5တို့ဘာတို့ထည့်ချင်တယ်ဆိုရင်အဲ့ဒီသူ့ရဲ့ mount လေးပေါ့နော်ကျွန်တော်ကတော့ Action 5တွေ Action 4တွေမရှိပါဘူးကျွန်တော်ကတော့ဖုန်းနဲ့ပဲရိုက်တယ်ဆိုတော့ပေါ့နော်ဘာလို့ရှိအောင်မလဲဆိုတော့ဒါတော့ဒီကင်မရာဒီဖုန်း clip လေးပေါ့နော်ဒါဖုန်း clip လေးဖြစ်ပါတယ်ဒီမှာပေါ့နော်ဒီဖုန်း clip လေးတစ်ခုနော်ဖုန်း clip လေးဒါတော့သူ့ရဲ့ control လေးပေါ့နော်ဒါသူ့ရဲ့ control လေးပဲဖြစ်ပါတယ်ဒီကောင်လေးကိုကျွန်တော်ကြည့်ပါမယ်ဒီကောင်ရဲ့ quality ကမဆိုးဘူးเนาะသူရဲ့အသားလေးကဂိုင်းလို့ကောင်းတဲ့ဒီအနေထားလေးပေါ့နော်ဒီကောင်လေးကိုကျွန်တော်ဘာဖြစ်လို့ဝယ်လဲဆိုတော့သူကအခုဆိုရင်ကျွန်တော်အခုရိုက်နေတာကကျွန်တော်ဒီကမ်ဘယ်လေးနဲ့ထောင်ပြီးမှကျွန်တော်ရိုက်နေရပါတော့တကယ်လို့ဒါရှိတယ်ဆိုရင်တော့ဒီလိုမျိုးကမ်ဘယ်နဲ့ထောင်ပြီးမှရိုက်ဆရာမလိုပါဘူးဒီကောင်ကဒီမျိုးကောင်းလေးအမျိုးလုပ်လို့ရပါတော့မျိုးလုပ်လို့ရပါတယ်နောက်ဆုံးဒီဘက်အဲ့မျိုးဆောင်းပြီးမှဒီမျိုးဆောင်းပြီးမှရိုက်လို့ရတာပေါ့နော်ကိုကင်မရာတက်ပြီးမှရိုက်လို့ရပါတယ်ပြီးတော့ဒီနားလေးကိုလောက်လိုက်ရုံပဲပေါ့နော်မျိုးလောက်လိုက်ရုံပဲပေါ့နော်အမျိုးဆိုရင်တော့ဒီကောင်မလုပ်တော့ပါဘူးအမှန်ဆိုရင်အစကတည်းကကျွန်တော်ဒါလေးကိုဝယ်ရမှာပေါ့နော်ဒါလေးကိုအရင်ဝယ်ပြီးမှအခုကျွန်တော်ဒီကမ်ဘယ်ကိုဝယ်ရမှာပေါ့နော်ဒါပေမဲ့ကမ်ဘယ်ဝယ်ထားလဲမမပါဘူးသူကကမ်ဘယ်ကြတော့ဒီကိုက move video လို့ဘာလို့ဆိုရင်ဒီမျိုးကင်ပြီးမှရိုက်တယ်ဆိုရင်ကမ်ဘယ်ကဒီကိုယ့်ရဲ့ video လေးကငြိမ်နေပေါ့နော်ဒါပေမဲ့အခုမှဖုန်းလေးနဲ့ဒီ video ရိုက်မဲ့တူတွေအတွက်ဆိုရင်ဒီပတ်စံတွေလည်းအများကြီးမတုံးချင်ဘူးဆိုရင်ဒါလေးကလည်းအဆင်ပြေပါတယ်သူရဲ့ quality လေးကလည်းတော်တော်ကောင်းပါတယ်ကြည့်ရတာတော့เนาะသူရဲ့ quality လေးလည်းမဆိုးဘူးပေါ့เนาะဒါလေးပေါ့เนาะဒီလိုမျိုးလေးဒီမျိုးလေးထောင်ပြီးမှရိုက်လို့ရပါတယ်ဒီပေါ့เนาะသူရဲ့ quality လေးကမဆိုးလို့ပြောလို့ရပါတယ်ဒီလောက်ဆွဲထုတ်လို့ရပါတယ်ဒီလောက်လေးပေါ့เนาะကျွန်တော်ခန့်မှန်းခြေရဆိုရင်ဒီ2ပေလောက်ပေါ့เนาะဒီလက်ကိုင်းနေဒီထိပေါ့เนาะလက်ကိုင်းနေဒီထိဆိုရင်2ပေလောက်ရှိပါမယ်သူရဲ့ quality လေးလည်းမဆိုးပေါ့เนาะဒီတိုင်းဗီဒီယိုလေးကိုယ့်အကူဒီ selfie လေးပါလေးရိုက်လို့လည်းရတယ်ဒီတိုင်းလေးဒီမျိုးပေါ့เนาะဒီတိုင်းလေးထည့်ပြီးမှကိုယ့်ရဲ့ကင်မရာကိုဒီမှာထည့်ပြီးမှအဲ့မျိုးရိုက်လေးအဆင်ပြေပါတယ်ဒီဘက်နားလေးမှာအပေါက်လေးတစ်ခုရှိပါတယ်ဒီနားလေးမှာပေါ့နော်တကယ်လို့ကိုက lighting လေးပါလေးထည့်ချင်လည်းရတယ်ဒါမှမဟုတ်လည်းကို့မှာ
ဒီ shotgun mic လေးတွေပါလေးရှိရင်လည်းဒီမှာထည့်ပြီးမှအဲ့မျိုးရိုက်လို့လည်းရသေးတယ်ပေါ့နော်ပြီးတော့သူ့မှာပါတဲ့ဒီ phone clip လေးပေါ့နော်ဒါလေးပေါ့နော်ဒီကောင်လေးကလည်းသူ့ရဲ့ quality ကတော့မဆိုးပါဘူးဒီအပေါ်မှာသူ့ရဲ့ဒီအပေါ်နားလေးမှာလည်းဒီlighting တို့ဘာလို့ထည့်မယ်ဆိုရင်ကျွန်တော်အရင်ဗီဒီယိုမှာကျွန်တော်တင်ထားတဲ့ဟာပေါ့နော်ဒီ digital အဲ့မျိုး lighting mini lighting လေးထည့်ပြီးမှရိုက်လို့လည်းရပါတယ်ဒီမှာသူ့ရဲ့ဒီ lighting ဖြစ်ဖြစ်ပေါ့နော် mic ပဲဖြစ်ပေါ့နော်ဒီမှာထည့်ပြီးမှရိုက်လေးရသေးတယ်ပေါ့နော်ဒါလေးပေါ့နော်ပြောမှဆိုရင်သူ့ရဲ့ဒီ quality လေးကတော့ပေးရတဲ့ဆေးနဲ့တော့တန်ပါတယ်ကိုကလည်းခုမှဗီဒီယိုလေးစရိုက်မယ်တကယ်လို့ကိုကလည်းဖုန်းလေးနဲ့ပဲရိုက်မယ်ဆိုရင်လည်းအဝယ်တင်ဆုံးပစ္စည်းလေးတစ်ခုဆိုလဲမမားပေါ့နော်ဒီကောင်လေးကပြီးတော့ဒီလိုမျိုး Mac ကလည်းအမျိုးဈေးမကြီးတဲ့ဟာဝယ်ချင်လဲရတယ်ပေါ့နော်ဈေးကအစားစားရှိတဲ့အတွက်တရားကိုကအများကြီးပတ်စံမတုံးချင်ဆိုရင်လည်း Mac ကအမျိုးကိုရွေးလို့ရတယ်ဒီနောက်ဆုံးကို Mac မတုံးချင်လဲရသေးတယ်ပေါ့နော်ကျွန်တော်အဲ့ဒီပြီးခဲ့တဲ့ဗီဒီယိုမှာလည်းကျွန်တော်တင်ထားတယ်တကယ်လို့ကိုက Mac မတုံးချင်ဘူးဆိုရင်တော့ဒီနည်းနည်းတော့အချိန်ပေးရမယ်ပြီးတော့လည်းနည်းနည်းတော့အလုပ်ရှုပ်ခံရမယ်ပေါ့နော်ဗီဒီယိုလေးကိုအရင်ရိုက်ပေါ့နော်ပြီးတော့ edit လေးပါလေးတေချာလုပ်ပေါ့နော်ကို edit လုပ်ထားတဲ့ software နေပြီးမှဒီ app video ကို upload လုပ်လိုက်ပေါ့နော်ပြီးပြီဆိုရင်အဲ့ဒီရလာတဲ့ဗီဒီယိုကိုကအဲ့ဒီ mp4 to mp3 ဆိုတဲ့ Google ထဲမှာရှိတဲ့ဒီ website လေးတစ်ခုမှာကိုကအဲ့ထဲမှာဒီ mp4 ကနေ mp3 ကိုပြောင်းလိုက်တယ်ပေါ့နော်အဲ့ဒီရလာတဲ့ mp3 ကိုဒီ Google ထဲမှာပဲအဲ့ဒီ Adobe Pocket ဆိုတာရှိပါတယ်အဲ့ဒါနဲ့ပြန်ပြီးမှကိုယ့်ရဲ့အတန်ကိုကောင်းအောင်ပြန်လုပ်လို့ရတယ်ပေါ့နော်ဒါကတော့ဒီ Mac မဝယ်ဘဲနဲ့အတန်ကောင်းအောင်လုပ်ချင်ပေါ့နော်ဒါပေမဲ့ကျွန်တော်တခုပြောချင်တာကခုနက mp4 to mp3 ပြောင်းတဲ့နေရာမှာဒီနည်းနည်းတော့ကြာပါတယ်အဲ့နေရာမှာလည်းနည်းနည်းကြာတယ်ပြီးတော့လည်း Adobe Pocket နေရာမှာလည်းနည်းနည်းကြာမယ်ပေါ့နော် iPhone 17 cover unboxing video ပေါ့နော်အဲ့ဒီ video ကကျွန်တော်ဒီလိုမျိုး Mac မထည့်ထားပါဘူးအဲ့ဒါကကျွန်တော်ဒီတိုင်းပဲကျွန်တော်ခုနကပြောသလိုအဲ့လိုမျိုးလုပ်ပြီးမှကျွန်တော်အတန်ကိုကောင်းအောင်ကျွန်တော်လုပ်တယ်ပေါ့နော်အဲ့ဒီဗီဒီယိုကိုမကြည့်ရသေးဘူးဆိုရင်တွားကြည့်ပေါ့နော်အဲ့ဒီဗီဒီယိုမှာကကျွန်တော် Mac မတက်ထားဒါပေမဲ့ကျွန်တော်အတန် quality ကဒီ Mac တက်ထားတလို့မျိုးနီးပါးဖြစ်တယ်ပေါ့နော်ဒါကဒီတိတဲ့လူလည်းတိမှာပါမတိတဲ့လူတွေအတွက်ကိုကျွန်တော်ရည်ရွယ်ပြီးမှကျွန်တော်ပြောပြတာပဲဖြစ်ပါတယ်ပြီးတော့သူ့မှာပါတဲ့ဟာနောက်တစ်ခုကဒါပေါ့နော်ဒါကတော့ GoPro mount ပေါ့နော်ဒါကတော့ကျွန်တော်အတွက်တော့တိတ်ပြီးမှအတုံးမဝင်ပါဘူးဒါပေမဲ့နောက်ပိုင်းမှာကျတော့ဝယ်လဲဝယ်ဖြစ်မှာပေါ့နော်ဒါပေမဲ့လောလောဆယ်ကတော့ကျွန်တော်အတွက်ကတော့ဒါကတော့အလုံးမဖြစ်သေးပါဘူးရလေးပေါ့နော်ရလေးသူ့ရဲ့ quality လေးကတော့မဆိုးလို့ပဲကျွန်တော်ပြောချင်ပါတယ်သူ့ရဲ့ဒီကော်ရဲ့အသားလေးတွေပေါ့နော်ကော်ရဲ့အသားလေးတွေကဒီချောမွေ့နေတာပေါ့နော်ပြီးတော့ premium ဆန်တယ်ပေါ့နော်ဒါပေမဲ့ဒီကောင်လေးကိုတင်ထားလိုက်လို့ရပါတယ်ဒီကောင်လေးကိုတင်ထားပြီးမှနောက်တစ်ချိန်ချိန်ကြာရင်ကိုကလည်းအမျိုးကင်မရာတွေပါရေပေါ့နော်အဲ့လိုမျိုးဝယ်နိုင်တယ်ဆိုရင်ဒီကောင်လေးကိုတက်တုံးလို့ရတာပေါ့နော်ပြီးတော့ဒါလေးရယ်ပြီးတော့ဒါလေးနောက်တစ်ခုပေါ့နော်သူရဲ့remote လေးပေါ့နော် remote control လေးပဲပြပါတယ်ဒါလေးပေါ့နော်ကောင်လေးအမျိုးပေါ့နော်သူတို့ဒီ website ထဲမှာကြော်ညာလာတော့ဒီကျိုးကဒီထက်မကတုတ်တယ်ပေါ့နော်ကျွန်တော်အပါဝင်ဒီခါလေးရရင်ကိုကဒီလိုမျိုး plot လေးရိုက်တာကကိုကရေရှည်မဖြစ်နိုင်မှာလဲဆိုးတယ်ပေါ့နော်ကျွန်တော်အရင်တော့ကဒီဆက်လောက်တဲ့ချိန်တုန်းကကျွန်တော်ကဒီကိုမယုံကြည်ဘူးပေါ့နော်ကိုတိတ်မယုံကြည်ခြင်းပေါ့နော်ဘလို့မယုံကြည်ခြင်းတာလဲဆိုတော့ကြာကိုကဒီကင်မရာ accessory တွေအများကြီးဝယ်ပြီးမှနောက်ပိုင်းတွေမှာကျတော့ကိုကတိတ်ပြီးမှမလုပ်ဖြစ်ဘူးဆိုရင်လည်းဒီကင်မရာ accessory တွေကကိုမှဒီတိုင်းပဲကြံနေမယ်ပေါ့နော်ပဲတင်းတဲ့ဟာလောက်ပဲကိုကအရင်ဦးဆုံးဝယ်ပေါ့နော်ဒီပြီးကြမှာနောက်ပိုင်းတွေမှာကျမှကိုဒီမျိုးဗီဒီယိုတွေဖြည်းဖြည်းချင်းလှုပ်သွားပေါ့နော်လှုပ်သွားပြီးမှနောက်ပိုင်းမှာကျမှကိုကတကယ်လှုပ်ချင်တဲ့စိတ်ရှိတယ်ဆိုရင်ကျမှဝယ်လို့လည်းရတယ်ပေါ့နော်ဒါ
ဒါမှမဟုတ်ရင်လည်းကို့မှာပတ်စံအများကြီးမတုံးနိုင်တာပဲဖြစ်ဖြစ်ပေါ့နော်ပြီးတော့လည်းကိုကလည်းမတုံးချင်တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးဆိုရင်တော့ကျွန်တော်ပြောသလိုမျိုးအရင်အဆုံးကဒီလိုမျိုးဒီ tripod လေးကိုအရင်ဝယ်ပေါ့နော်ဒါလေးကတော့မရှိမဖြစ်ဝယ်ရမယ့်ပစ္စည်းလို့လည်းပြောလို့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒါရှိမှကိုကဒီဖုန်းလေးထောင်ပြီးမှဗီဒီယိုကောင်းကောင်းရိုက်နိုင်မှာပဲဖြစ်ပါတယ်ဝယ်မယ်ဆိုရင်လည်းဒီလိုမျိုး quality လေးကောင်းကောင်းဟာဝယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တခါလေကြာရင်ဟိုအညံ့ဝယ်တယ်ဆိုရင်ဒီခဏလေးနဲ့ပြတ်တာတွေပါတယ်ရှိတယ်ပေါ့နော်အဲကြောင့်မလို့ဒီလိုမျိုး quality ကတော့ပေးရတဲ့ဆေးနဲ့လည်းတန်ပါတယ်ကျွန်တော်ကတော့ဒီကောင်လေးကို recommend ပေးပါတယ်တကယ်လို့အရင်တုန်းကကျွန်တော်တီးခဲ့မယ်ဆိုရင်ကျွန်တော်ဒါလေးကိုပဲကျွန်တော်အရင်ဝယ်ပြီးမှနောက်ပိုင်းကျမှအခုလိုမျိုးဖြည်းဖြည်းချင်းဝယ်တော့မယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်တော့ကိုကလည်းတခါတည်းပတ်စံတွေအများကြီးတုံးစရာလည်းမလိုဘူးကိုအတွက်စစ်ဖြစ်တယ်ပေါ့နော်အခုဆိုရင်ကျွန်တော်ရဲ့ကင်မရာဒီကင်မရာ accessory လေးတွေကဖြည်းဖြည်းချင်းများလာတယ်ပေါ့နော်ဖြည်းဖြည်းချင်းများလာတယ်ဆိုတော့ဒီအများကြီးတော့မဟုတ်ဘူးနော်ဒီတိုင်းလုံးဝဒီ professional အဲ့လိုမျိုးလူတွေနဲ့ဆိုင်တော့ကျွန်တော်လိုမျိုးရိုးရိုက်တဲ့လူကတော့များတယ်လို့တော့ခံစားရတယ်ဒါပေမဲ့အဲ့လိုလည်းမများဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်လည်းအဲ့လောက်အများလည်းကျွန်တော်မလိုချင်ပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကလည်းအဲ့လိုမျိုးဖုန်းလေးနဲ့ပဲကျွန်တော်ဗီဒီယိုရိုက်တာဖြစ်တဲ့အတွက်ကျွန်တော်လည်းအဲ့လောက် accessory တွေအများကြီးမလိုဘူးပေါ့နော်တကယ်ကျွန်တော်မှာတကယ်အတုံးဝင်တဲ့ဒီအရာလေးတွေပဲကျွန်တော်လိုပါတယ်ဥပမာအဓိကကြားတဲ့အရာလေးတွေပဲလိုတယ်ပေါ့နော်တချို့ပစ္စည်းတွေဆိုရင်ကျွန်တော်တုံးအောင်တိတ်မတုံးဖြစ်ပါဘူးပြီးခဲ့တဲ့ဗီဒီယိုမှာဆိုရင်ကျွန်တော်အဲ့ဒီဖုန်း range လေးอ่ะဆိုရင်ကျွန်တော်တိတ်မတုံးဖြစ်ဘူးပေါ့နော်အကောင်လေးကဒါပေမဲ့တော့ဝယ်ထားတာတော့တစ်မျိုးတော့ကောင်းတယ်ကျွန်တော်ကဒီလိုမျိုးကင်မရာ accessory လေးတွေတွေ့မှဒီလိုမျိုးတခါလေကြာရင်မျိုးဗီဒီယိုလေးရိုက်ချင်စိတ်ပေါက်လာတယ်ပေါ့နော်ဒီကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ရင်မိတ်ဆွေကလည်းအဲ့လိုမျိုးခံစားတယ်ဆိုရင်တော့ကိုယ့်ရဲ့စိတ်ကိုအဲ့လိုမျိုးဗီဒီယိုလေးပါလေးရိုက်ချင်လာအောင်အဲ့လိုမျိုးဒီလိုမျိုးပစ္စည်းလေးတွေနဲ့ပဲကိုယ်စိတ်ကိုပြန်ဆွဲဆောင်ပေါ့နော်ကျွန်တော်ကတော့အဲ့လိုမျိုးလုပ်ပါတယ်အမှန်တကယ်ဆိုရင်ကျွန်တော်ဒီလိုမျိုးဗီဒီယိုရိုက်တာကအဲ့လောက်လဲဝါဒနာမပါပါဘူးဒီကင်မရာ accessory လေးတွေကိုကျွန်တော်ကတုံးချင်လို့ကျွန်တော်ကဒီလိုမျိုးဗီဒီယိုရိုက်တာပဲဖြစ်ပါတယ်တကယ်လို့ကိုကဒီလိုမျိုးဗီဒီယိုမရိုက်ဘဲနဲ့သူ့ရဲ့ဒီ accessory တွေတုံးလို့မရဘူးလားဆိုရင်လည်းတုံးလို့ရပါတယ်ဒါပေမဲ့တကယ်တမ်းတော့ကိုကဒီလိုမျိုးဗီဒီယိုတွေပါရိုက်ဆရာမလို့ပဲနဲ့သူ့ရဲ့ accessory တွေကိုကိုကဝယ်လိုက်တယ်ဆိုရင်ကိုကပတ်စံဖြုံးရလဲရောက်တယ်ပေါ့နော်ပြီးတော့လဲကိုယ့်အတွက်လဲတကယ်လဲအတုံးမဝင်မဲနဲ့ကိုကရှောက်ဝယ်နေတယ်လို့မျိုးဖြစ်တာပေါ့နော်အဲကြောင့်မလို့ဒီတစ်ချက်ခုံတစ်ချက်ပြတ်ပေါ့နော်အခုဆိုရင်လဲဒီတော်တော်များက line ပေါ်မှာတက်နေပြီဖြစ်တဲ့အတွက်ကိုကလည်းဒီ line ပေါ်မှာနည်းနည်းပါးမျက်နှာပြချင်တာပေါ့နော်အဲ့ဒါလည်းပါတယ်ပြီးတော့လဲကိုကဒီစီးပွားရေးလေးတစ်ခုလုပ်ထားရဆိုတော့ဒီကိုယ့်ရဲ့စီးပွားရေးအကြောင်းလေးကိုလည်းဒီမတိတဲ့လူတွေအတွက်ကိုနည်းနည်းမျှဝေချင်တာလည်းပါတယ်ပေါ့နော်ပြီးတော့ခုနကပြောသလိုဒီကင်မရာ accessory လေးတွေကိုလည်းကျွန်တော်တုံးချင်လို့ပေါ့နော်အကျိုးရှိပေါ့နော်ကိုယ့်အတွက်အကျိုးရှိတုံးချင်လို့ပေါ့နော်ပြီးတော့လည်းဒီလိုမျိုးဗီဒီယိုရိုက်တာကပတ်စံရလားဆိုရင်ကျွန်တော်အခုထိပတ်စံလည်းမရပါဘူးဒါပေမဲ့ကျွန်တော်အတွက်ဒီအတွေ့အကြုံတွေရတယ်ဒီလိုမျိုးကင်မရာနဲ့စကားပြောတာကဒီဆလုတ်တုံးရတယ်ဆိုရင်အခုချိန်ထိနည်းနည်းရင်းနှီးလာတယ်လို့ကိုယ်စိတ်ထဲမှာပို့ပြီးမှခံစားရတယ်ကိုလည်းနည်းနည်းယုံကြည်မှုရှိလာတယ်ပြီးတော့လည်းဒီလိုမျိုးကိုယ့်ရဲ့စကားပြောစွမ်းရည်တွေပါတက်လာတယ်လို့ခံစားမိတယ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်အနေနဲ့ဒီရွေးရမယ်ဆိုရင်တော့အရင်ဦးဆုံးတကယ်လို့ကိုကဖုန်းလေးနဲ့ plot ရိုက်မယ်ဆိုရင်ဒီလိုမျိုး tripod လေးကပထမအဆုံးဝယ်ရမယ့်အရာဆိုလဲမမားပါဘူးပြီးတော့လဲဒီ Mac ပေါ့နော် Mac ကိုဝယ်စေချင်ပါတယ်တစ်ခုပြီးတစ်ခုပေါ့နော်အဲ့လိုမျိုးဝယ်တွားမယ်ဆိုရင်ကိုယ့်အတွက်အဲ့လိုမျိုးကင်မရာ accessory လေးတွေကအားဆုံးတော့မယ်ပေါ့နော်ဟုတ်ကဲ့နောက်ဗီဒီယိုတွေမှာကျွန်တော်မှာရှိတဲ့ဒီကင်မရာ accessory လေးတွေကိုကျွန်တော်ဗီဒီယိုရိုက်ပြီးမှတင်ပေးသွားပါဦးမယ်လို့ကျွန်တော်ပြောရင်းနဲ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံကြပါမယ် See you in the next video bye bye